အခုကျွန်တော်သုံးမဲ့ဟာကတော့ကျွန်တော်ဒီ LED မီးလေးကိုညအိတ်ပေါ့နော်ညအိတ်ထွန်းချင်တာပေါ့နော်ညရောနေရောပေါ့ဗျာတအားလေးနဲ့ချိန်ကျရင်ကျွန်တော်ရှော့မယ်ညအိတ်တော့မယ်ဆိုကျွန်တော်လင်းမေးမေးနေထွန်းထားမှာပေါ့နော်အမျိုးပေါ့နော်အဲ့မျိုးတုံးချင်တဲ့သူအတွက်ပေါ့နော်ဒီကောင်လေးတော်တော်လေးကောင်းပါတယ်အဲ့တော့အခုကျွန်တော်ကဒီကောင်ကလည်း12ဖို့ကျွန်တော်အဝင်ဖို့ပေးမှာကလည်း12ဖို့ပါပဲနော်စံကဲဘက်ထရီလေးနဲ့ပေါ့နော်စံကဲဘက်ထရီကနေပြီးတော့ဒီမီတီကိုအလင်းမောင်ရှော့အောင်လုပ်ချင်တာပေါ့နော်အခုဆိုရင်12ပို့ပေါ့နော်ဒီဘက်ကကျွန်တော်တို့ဒီဟာကအားပေါ့နော်ဘိုးအားဒီဘက်ကကျွန်တော်တို့ ampere ပေါ့နော် A ပေါ့ ampere ပေါ့နော် current ပေါ့နော်အဲ့တော့ကျွန်တော်ဒီဘက်ကဘိုးကိုကျွန်တော်အလင်းမောင်ကို short ချင်တာလေနော်အလင်းမောင်ကိုကျွန်တော် short ချင်တယ်ဆိုတော့အခုဆိုရင်သူကဘယ်လောက်လင်းလဲတော်လက်ရတယ်ဗျဒီကောင်လဲတအားကောင်းတယ်သူကတအားတိကျတယ်ဒါဆိုရင်ကျွန်တော်ဒါသူ့ရဲ့လင်းအားအကုန်ပေါ့နော်ဒါလင်းအားအကုန်ပေါ့လင်းအားအကုန်ကျွန်တော် short မှာပေါ့နော် short မှာအော်ကျွန်တော်မ short ခင်မှာကျွန်တော်ဒီ ampere ပေါ့နော် ampere ကိုတစ်ခါလဲတင်ကြည့်မှရမှာနော် ampere နည်းနေလဲဒီ ampere နည်းနေကျွန်တော်လိုချင်တယ်လို့ချိန်လို့မကောင်းဘူးပေါ့နော်ကျွန်တော် ampere ကိုအများဆုံးထားလိုက်မှာဒီဖက်ဆိုတော့ ampere တင်တာပေါ့click click လို့မြည်တယ် click ဆိုတာသူရဲ့တင်တဲ့ဟာအဆုံးပေါ့နော်အဆုံးရောက်လိုက်ဆိုတာကျွန်တော် ampere အများဆုံးပေါ့နော်အများဆုံးကျွန်တော်တင်ထားလိုက်တာအခုကျွန်တော်အများဆုံး ampere ကိုအများဆုံးတင်ထားပြီဆိုတော့ကျွန်တော်ဒီအလင်းလေးကိုကျွန်တော် short မယ်ပေါ့နော် short မယ်တော်လေးလေးရတယ်ကတွေ့နော်โอเคအမှတွေ့ဖြစ်နေရော့တော့ပါပြီမီတီလေးလည်းပြောင်းသွားရဗျာဒီကောက်စန်တမှာကစနပိုဘက်ထရီအိုကနေပြီးတော့သူဘလောက်ဘူးထိအလျှော့ခံလဲဆိုတာသိချင်လို့ကျွန်တော်မီတာလေးနဲ့ပြတာပါဒီခေါက်တော့မီတာမရှိလို့တော့မရဘူးပေါ့နော်ဘူးအတိကျလိုချင်တာကိုအဲ့တော့ကျွန်တော်ဆိုင်ကယ်ဘက်ထရီကနေပြီးတော့ဖုန်းတွေကိုအတက်မဲ့ဆိုရင်ကျွန်တော်5volt ချိန်ရမှာအဲ့တော့ကျွန်တော်5volt ချိန်မှာဆိုဒီနေ့ရမ်းချိန်လို့မရတော့ဘူးဗျာဒီတော့မီတာလိုတာပေါ့နော်အဲ့တော့မီတာနဲ့ကျွန်တော်ချိန်မယ်ဒီဘက်ကဘူးလေးဆိုတော့ဘူးကိုရင်ချိန်မယ်ဘူးအနည်းဆုံးက1.2ဆိုတော့ဖုန်းဘက်ထရီကိုအတွင်းချင်တယ်ဆိုတော့ကျွန်တော်ဖုန်းဘက်ထရီကိုအတွင်းတဲ့ adapter အတုံးလေးက5 volt ပေါ့နော် 5 volt ကြော်လေးထွက်တော့ကျွန်တော်5 volt ရအောင်ချိန်ကြည့်မယ်โอเคဒါဆိုကျွန်တော်တို့ဖုန်းဘက်ထရီအတွင်းလို့ရပါပြီဖုန်းဘက်ထရီအတွင်းတဲ့ချိန်မှာဒီကောင်ကဘယ်လောက် ampere ထွက်လဲကျွန်တော်တို့သိချင်တာပေါ့နော်သိချင်တော့ကျွန်တော်တို့ဒီကျိုးနှစ်ကျိုးခဏလေး short ခတ်ကြည့်မှာပေါ့နော် short ခတ်ကြည့်မယ်ဆိုတော့ကျွန်တော်မီတာကိုလည်းကျွန်တော်တို့ ampere တိုင်းတဲ့ဘက်ကိုရွှေ့လိုက်မယ်ပြီး0နေမယ်4A ရပါတယ်4A ဒီတက်တော့နော်4A တော့ကြော်တယ်4A 4.48ရတယ်5ပို့ဒီဘက်ထရီလေးကိုအတွင်းမှာပေါ့နော်ဒီဘက်ထရီလေးကသူ့ကိုအပြည့်တွင်းမယ်ဆိုရင်4voltပေါ့နော်4voltသူ့ကိုအပြည့်တွင်းမယ်ဆိုရင်4volt ဒီထားပေးရမှာပေါ့နော်အဲ့တော့ကျွန်တော်ကအခု4 volt ချိန်မယ်โอเค 4.2 လောက်ထားလိုက်မယ်နော်4.2 လောက်ထားမယ်သူ့ရဲ့ ampere ကအများကြီးဒီကောင် 2A လောက်ရှိမယ်တယ် 2A ထားပါတော့အဟောင်းဆိုတော့ 1A ပေါ့နော် 1A ဆိုရင်
1A ဆိုရင်1A ဆိုကျွန်တော်3ပုံတစ်ပုံကားရမှာထားမှာအခုဆိုရင်လေးဆိုကျွန်တော်တင်ကြည့်โอเคကျွန်တော် 1A လောက်ထားလိုက်နော်ကျွန်တော် 1A လောက်ချိန်လိုက်မယ်ဒီကောင်ကိုကျွန်တော်အားသွင်းကြည့်မယ်နော်အခုဆိုဒီမှာကမီတီရတော့အားသွင်းတဲ့နေရာမှာပြလာတယ်ဒီမှာဆိုရင်အားပြည့်ပြီလို့သူကပြောတာပေါ့နော်အဲစမ်းကြည့်အောင်ဟုတ်ဘက်ထရီကအားပြည့်နေပါလေဒီတစ်လုံးကတော့တိတ်မကောင်းတော့တဲ့ဘက်ထရီတစ်လုံးမှာโอเคမီနီလေးလင်းပါလေဒီမှာအားပြည့်တယ်ဆိုတော့မီလေးမလင်းပါဘူးအဲ့တော့ကျွန်တော်တို့အားတွင်းကြည့်မယ်ဘက်ထရီအတွင်းနာကိုစမ်းသပ်ကြည့်တော့တိတ်ပြီးတော့အဆင်မပြေဘူးဘက်ထရီကပဲမကောင်းတာကတော့မသိဘူးပေါ့နော်အရန်ကြတယ်ကျန်တာတော့မစိုးပါဘူးတော်တော်လေးကိုအလုပ်ဖြစ်ပါတယ်အခုလိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်